မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာ20ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းသတင်းကောင်းတွေအများကြီးရှိတယ်သတင်းကောင်းကဘယ်လိုပြောများလုံးလို့ကျွန်တော်ခွဲပြီးတော့ပြန်ပြီးတော့ရွေးထားရတာပေါ့နော်သတင်းတွေစက်တိုက်ကိုကောင်းနေတာရှိတယ်ပြီးတော့ဒီအခုဗီဒီယိုထဲမှာမပါတဲ့သတင်းတွေဆိုတော့နောက်ဗီဒီယိုတစ်ခုထဲမှာကျွန်တော်တခြားလေးပြန်ပြောပြပေးမယ်အဓိကတော့တုံးသက်တဲ့ဟာလေးတွေပါစီခြင်းလို့ပေါ့နော်ဒီတိုင်းဖတ်ပြလိုက်ရင်တော့ရပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ဒါချင်းပြည်နယ်တီးတိန်ကဒါကနေဒီတောင်ကျောပေါ့နော်ဒီတောင်ထိပ်ကိုဒါဒေါ်လာတပ်ဖွဲ့တွေကပြန်ပြီးတော့စိုးမိုးနိုင်ခဲ့ပြီးထိန်းချုပ်နိုင်ခဲ့ပြီးဆိုပြီးတော့သတင်းတွေမှာတွေ့ရလိမ့်မယ်အဲ့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီတောင်ကျောကအဲ့နေရာမှာတကယ်အမြင့်မားတဲ့တောင်ကျောကြီးတစ်ခုဖြစ်တယ်မီတာ2900လောက်ထိကိုမြင့်တဲ့တောင်ကျောကြီးပေါ့နော်အဲ့တော့အဲ့ဟာကြီးကဒါလမ်းဘေးမှာလည်းရှိပြီးတော့ဒါတစ်ဆက်သေးပေါ့နော်ဒါဒီလေထံကုန်းတို့ပါအဲ့လိုမျိုးတစ်ဆက်သေးပေါ့နော်တောင်ကျောကြီးအကြီးဖြစ်တာပေါ့အဲ့တော့အဲ့ပေါ်မှာဒါအတန်လွှင့်စက်ရုံတွေဘာတွေကဆာရှိတယ်အဲ့မှာဒါဆိုလာစနစ်တွေပိုင်းနဲ့လို့ဆိုလာပြားတွေကတော့ဒီဒေါင်းစားတွေရောင်းစားသွားပြီးထင်ပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနေရာကိုဒါစစ်ကောင်စီကအင်အားအလုံးရင်းနဲ့တိုးယူခဲ့တဲ့အတွက်ပေါ့နော်ဒါဒေါ်လာတပ်ဖွဲ့တွေကစုပ်ပေးလိုက်ရတာရှိတယ်ဒါပေမဲ့အခုတော့ပြန်ပြီးတော့ထိန်းချုပ်သွားနိုင်ခဲ့ပြီပေါ့နော်အဲ့ဒီမှာကျွန်တော်လုံးဝအားမလို့အားများဖြစ်တဲ့အချက်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဒါဒေါ်လာတပ်ဖွဲ့တွေကအဲ့ဂုံးပေါ်ကိုလာပြီးဟေ့ဆိုတဲ့အချိန်မှာစစ်ကောင်စီကထွက်ပြေးတာစစ်ကောင်စီစစ်သားတွေထွက်ပြေးတာအဲ့တော့အဲ့လိုထွက်ပြေးလိုက်တော့ဘာရတော့မှလဲဘာမှမရတော့ဘူးပေါ့နော်အဲ့တော့ဖြစ်စဉ်ကနိုဝင်ဘာ16ရက်နေ့ညနေပိုင်းလောက်မှာဖြစ်ခဲ့တာပေါ့နော်ပြန်ရခဲ့တာဖြစ်တယ်ဒါ PDF ဇိုလန်ကဒါရဲဘော်တွေပေါ့နော်ကနေဒီတောင်ထိပ်ကိုတက်တာနဲ့စစ်ကောင်စီစစ်သားတွေကထွက်ပြေးတာအဲ့တော့လက်နက်မရဘူးခဲယမ်းအနေချင်းပေါ့နော်အဲ့ဒါရတာရှိတယ်တောင်ထိပ်ကိုရောက်လာတဲ့စစ်ကွေးတွေကထွက်ပြေးသွားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်အားမလို့အားများဖြစ်တာမရစေချင်တာတပ်ဖွဲ့တွေရသွားပြီဟေးဆိုတဲ့ခါကျရင်ထပ်ပြီးတော့နောက်ထပ်တိုက်ပွဲတွေအတွက်အထောက်အကူတွေဖြစ်ပါလေနော်စစ်ကောင်စီကအဲ့လောက်ကိုလုံးဝကြောက်ချီးပါနေတာအားရစရာကောင်းနော်လုံးဝအတန်မဲ့ကြားရသေးရဲ့တပ်ဖွဲ့တွေတောင်းပေါ်တက်လာပြီဆိုတဲ့အတန်မဲ့ကြားရသေးရဲ့နောက်ထပ်ရောက်ပြီဆိုတာနဲ့ဒါစစ်ကောင်စီစစ်သားတွေထွက်ပြေးကြအောင်ပြောကြတော့ဗာဒီရဲတဲ့ကောင်ထွက်ခဲ့တော့ဘာညာလဲပေါ့နော်သူတို့အတကုံပြောခဲ့ကြတာပေါ့နော်အဲ့တော့အခုကျတော့လုံးဝအမြင်တော်မခံဘူးအတွေ့တော်မခံဘူးအဲ့တော့လွယ်လွယ်ကူကူပဲဒီတောင်ကျောကိုပြန်ရခဲ့တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေရာကစိုးမိုးနေရာဖြစ်တယ်တကယ်အချက်ချာကြတဲ့နေရာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုနေရာမျိုးကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဟာလုံးဝမင်္ဂလာစကားပဲပေါ့နော်အဲ့တော့အဲ့ဟာလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေရာကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ရဖို့ကြိုးစားခဲ့ပေမဲ့လည်းဒါပြန်ပြီးတော့ကြာမထိန်းချုပ်နိုင်မဲနဲ့ဒေါ်လာတပ်ဖွဲ့စီကိုပြန်ပြီးတော့လွှတ်ပေးလိုက်ရတယ်အဲ့တော့ဒါအားရစရာကောင်းတယ်နောက်ထပ်တစ်ခုပြောပြမယ်ဒါက KIA ပေါ့နော် KIA တပ်ဖွဲ့တွေရဲ့လုံထုံးလုံနေတဲ့တစ်ခုဖြစ်တဲ့ဟာပြောပြမှာပေါ့နော်အဲ့ဒါအားရစရာကောင်းတယ်အဲ့ဒါကကချင်ပြည်နယ်ဟိုပင်အခြေစိုက်ခမရ921ကိုလက်နက်ကြီးနဲ့ပစ်ခတ်တယ်ပေါ့နော်ပစ်ခတ်တဲ့အချိန်မှာဒါအဲ့ထဲမှာဖြစ်စင်ပါပေါ့နော်စစ်ကောင်စီဗိုလ်မှူးအဲ့တက်ကစစ်ကောင်စီဗိုလ်မှူးအပါဝင်စစ်သားချို့တေဆုံးတယ်ဆိုပြီးတော့သိရတယ်ဖြစ်စဉ်ကနိုဝင်ဘာ18ရက်နေ့ည8နာရီလောက်မှာဒါ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကစော်ခဲ့တာပေါ့နော်အဲ့တော့တပ်ရင်းတွေကိုလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးတာနဲ့ဒါတပ်ရင်းတွေကနေပြန်ပြီးတော့ဒါပစ်ခတ်တာတွေရှိတယ်ဇက်တိုက်ထွက်ပေါ်ခဲ့တယ်ဒီပစ်ခတ်တန်တွေပေါ့နော်ထွက်ပေါ်ခဲ့ပြီးတော့နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ဒါပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်ခမရ921ကလည်းဒါပြစ်တဲ့အပြင်ပေါ့နော်ဒါဟိုပင်ကဒါအခြားတပ်တွေကနေလည်းလက်နက်ကြီးနဲ့ပြစ်ကူပေးတာမျိုးတွေရှိခဲ့တယ်ပေါ့နော်ကြည့်ရတက်ကြီးဝင်သိမ်းခံရပြီလို့ထင်တာနေပါဘူး။အော်ငါတို့ကသိမ်းခံနေရပြီကျုံးခံနေရပြီအောင်ရှိတာအကုန်ထုတ်ပြည့်ဆိုပြီးအဲ့လိုမျိုးပုံစံမျိုးဖြစ်မှန်တယ်ပေါ့နော်။ဒါပေမဲ့တစ်ခုရှိတာဒီကောင်တွေကတေချာတော့ပြင်ဆင်ထားတဲ့ပုံစံမျိုးမပြင်ဆင်လို့လည်းမရဘူးပေါ့နော်။သူတို့ဘက်မှာလုံးဝအင်အားတွေကချိနေနေတာဒီနောက်တန်းတန်ရင်ဌာနချုပ်တွေနောက်ချန်အင်အားဆိုတာကဘာမှသိရှိတာမှမဟုတ်တာပေါ့နော်။အဲ့တော့အဲ့လိုအနေထားမျိုးနဲ့ဒါအိုးချင်းချင်းနဲ့ပြစ်ခတ်ခံလိုက်ရတဲ့ချိန်မှာသူတို့ပြန်ပြီးတော့ချက်ချစ်တုံ့ပြန်နိုင်ခဲ့တဲ့ဟာကတော့ဒါမစိုးဘူးလို့ပြောရမှာပေါ့နော်မစိုးဘူးပေါ့ဒီကောင်တွေဘယ်လောက်ထိများဒါကြောက်လန့်နေတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့တက်ကြီးဝင်သိမ်းခံပြီးထင်ပြီးတော့ပြန်ပြီးတော့လူလဲပြန်ပစ်ခဲ့တာကြီးကြောင့်မလို့ဒါဖြစ်စဉ်ကဒါပြင်းထန်ခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီတိုက်ခိုက်မှုကြောင့်မလို့ခမရ921တဲကဘုံမူတအူအပါစစ်ကောင်စီစစ်သားချို့တိတ်ဆုံးခဲ့သလိုထိခိုက်ဒဏ်ရာရတယ်လည်းရှိတယ်ဆိုပြီးတော့ဒေသခံတွေစီကနေပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတိတ်ဆုံးသွားတဲ့သူကဘယ်လိုဖြစ်နိုင်လဲဒီတက်ကရှေ့တန်းထွက်နေရပေါ့နော်အဲ့တော့နောက်ချန်တက်ဖြစ်တဲ့အတွက်ဌာနချုပ်တက်ခွဲမှုကန့်ပြီပေါ့ဗျာပြောရမယ်ဆိုရင်အဲ့တက်မှာအကြီးဆုံးဆိုတဲ့ကောင်ကိုစော်နိုင်ခဲ့တာဖြစ်တယ်။ဘာလို့လဲဆိုတော့ရှေ့တန်းထွက်သွားပြီဆိုရင်တိုင်မှုပါသွားမယ်ဒုတိုင်မှုပါသွားမယ်အဲ့တော့သူတို့ထက်ငယ်တာဆိုလို့ပေါ့နော်ခုနဌာနချုပ်တက်ခွဲမှုအဲ့ကောင်ကသူကနောက်မှာဒါနောက်ချန်တန်ရင်မှာသူအကြီးဆုံးအနေနဲ့အုပ်ချုပ်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဘုံမှုတယောက်တေးပြီးဆိုတာနဲ့အဲ့ကောင်ဖြစ်ဖို့များတာပေါ့လေနော်အဲ့တော့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဌာနချုပ်တက်ခွဲမှုဖြစ်နိုင်တယ်ဒီဖြစ်စဉ်အပြီးမှာပေါ့နော်ဒါဟိုပင်မျိုးရဲ့ပတ်ချာလေကိုအရင်ကထက်လုံခြုံရေးပုံမှုတင်းကျပ်တာတွေစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်တော်တော်လေးကိုကြောက်သွားဖြစ်မှာကြောက်မှာပေါ့တရင်ထဲမှာဒီတိုင်းသူကလည်းသူပေါ့နော်နောက်တန်းမှာနေရတဲ့ကောင်တော်မှာတည်နေရပြီဆိုတဲ့ချိန်ကျတော့တော်တော်လေးကြောက်သွားမှာပေါ့အဲအကြောင်းမလို့ဒါမျိုးရဲ့ပတ်ချာလေနေရာမျိုးတွေကိုလုံခြုံရေးပို့ပြီးတော့တင်းကျပ်တာမျိုးတွေလုပ်ခဲ့တယ်ဒါတခုကျွန်တော်စဉ်းစားမိတာပေါ့နော်အဲ့တော့ဒါကတော့လက်နက်ကြီးသွားပြီးတော့အပြစ်ဆန်းနေပြီ
ပြစ်မှတ်တွေများမှတ်ပုံတင်နေပြီလားဆိုပြီးတော့လည်းတွေးမိတယ်ဗောနော်အဲ့တော့နောက်တန်းတိုင်ရင်ဌာနချုပ်တွေဖြစ်တဲ့အတွက်ဗောနော်စစ်ကောင်စီကတော့ဒါသိတဲ့အတိုင်းပဲသူတို့ရဲ့နောက်တန်းတိုင်ရင်ဌာနချုပ်တွေကိုလက်ရှိအခြေအနေမှာမရှိမဲ့အင်အားလေးနဲ့သူတို့ကာကွယ်နေရတဲ့အနေအထားဗောနော်ရဲမေတွေကိုတောင်မှတနက်တွေကင်ခိုင်းတယ်မိခိုသူသားသမီးတို့ကိုတောင်မှဒါစစ်တင်တဲ့နေပြီးတော့တနက်တွေကင်ခိုင်းတဲ့အဖြစ်မျိုးတွေကြုံနေရတာအဲ့တော့နောက်တန်းတိုင်ရင်ဌာနချုပ်ကိုဝင်ပြီးတော့တိုက်ခိုက်နောက်ထပ်အဲ့ဟာရဲ့ဗောနော်အကျိုးဆက်ကဘာလဲဆိုတဲ့ဟာကိုကျွန်တော်ထပ်ပြောပြမယ်ဗောနော်ပြီးတော့အဲ့တက်ရဲ့စစ်ကြောင်းရှေ့တန်းထွက်နေတဲ့စစ်ကြောင်းအဲ့ဒါလည်းရှိတယ်အဲ့ဒါပြီးခဲ့တဲ့နိုဝင်ဘာပထမအပတ်လောက်မှာလည်းဒါမိုးကောင်းမြို့နယ်နဲ့မိုးကောင်းမြို့နဲ့ဒါဟိုပင်မြို့ကြားကတောင်ပေါ်ဒေသတွေမှာဒေါ်လာအင်အားစုတွေနဲ့အဲ့ဒီခမ921ကစစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲပြင်းထန်ခဲ့တာတွေရှိတယ်အဲ့တိုက်ပွဲအတွင်းမှာလည်းဒါအခုမှတင်တန်းဆင်းလာတဲ့ပါစာတွေအခုမှဒါပေါ်တာဆွဲပြီးတော့ဗောနော်တင်တန်းလှုပ်ပြီးတော့အခုမှတင်တန်းနေပြန်ဆင်းလာတဲ့အစ်စ်တွေပါစာတွေအဲ့လိုသူတွေကိုဒါသူကအသေးခံပြီးတော့တိုက်ခိုင်းတာတွေရှေ့ကနေပြီးတော့တက်ခိုင်းတာတွေလုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာလည်းဒါစစ်ကြောင်းမှုထိခိုက်ဒဏ်ရာရတာရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့နောက်တန်းမှာတရင်ဌာနချုပ်မှာကြံခဲ့တဲ့အကြီးဆုံးဆိုတဲ့ဌာနချုပ်တက်ခွဲမှုတီးတယ်ရှေ့တန်းမှာဒါစစ်စင်ထွက်တဲ့အခါမှာအကြီးဆုံးဖြစ်တဲ့စစ်ကြောင်းမှုတွေအထိနာတယ်ဆိုတော့ဒီတက်ကတော်တော်လေးကိုအခြေအနေဆိုးတဲ့အနေထားပေါ့နော်အဲ့တော့ဘာတွေသိရလဲဆိုတော့ဒါမိုးကောင်းမြို့နဲ့ဟိုပင်အဆက်ကြားတောင်ပေါ်မှာတဲ့တောင်တန်းပေါ်မှာတဲ့တိုက်ပွဲတွေပြင်းထန်နေတာ10ရက်လောက်ရှိပြီတဲ့စစ်ကောင်စီဘက်ကအသေးခံထိုးတက်နေကြရရှိတယ်တဲ့ပါစာတွေကိုဒါရှေ့ကနေပြီးတော့အတင်းထိုးတက်ကိုင်းနေလို့နောက်ချန်တိုင်ရင်ဖြစ်တဲ့ခမရ921ကိုဝင်ရှင်းတာလည်းဖြစ်တယ်ဆိုပြီးတော့ဒါတော်လိုင်းသတင်းရင်းမြစ်နဲ့နီးစပ်တဲ့သူတွေကပြောကြတယ်ပေါ့နော်အဲ့ဒါ KIA ရဲ့အထာပဲတကယ်အဲ့တော့ကျွန်တော်ဘယ်မှာသိခဲ့လဲဆိုတော့ကျွန်တော် CDM လောက်ခင်မမော်မှာပေါ့နော်တိုက်ပွဲတွေတကြော့ပြန်ဖြစ်လာတဲ့အချိန်မှာတော်တော်လေးသိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီဘက်မှာပေါ့နော်ဒါအဲ့တော့စက21ပေါ့အဲ့တက်တွေကရှေ့တန်းနေထွက်နေရရှေ့တန်းလိုနေရာမျိုးတွေပေါ့နော်ဆမာဂါကန်ဒေါ်ဖုံးရန်ဗျူဟာလန်းစုံပြီးရင်ဒီဘက်စိန်လုံးအဲ့လိုမျိုးပေါ့နော်အဲ့လိုရှေ့တန်းစကန်တွေရှိတယ်ဗျအများကြီးပဲတန်ခမောက်တို့ဘာတို့ C1 C2 C3 အဲ့လိုဘက်ချမ်းတွေမှာသူကပြောရရင်အဲ့လမ်းမကြီးပေါ့နော်ဒါဗမော်မြကြီးနားလမ်းမကြီးရဲ့ရှေ့ဘက်ချမ်းမှာရှိတဲ့တောတွေတောင်တွေထဲမှာအဲ့လိုမျိုးစစ်စင်စကန်တွေမှာဒါရှေ့တန်းထွက်ရအဲ့လိုမျိုးထွက်ရပြီမဲ့နောက်တန်းတက်ရင်တွေကချို့တက်တွေကအဲ့ကလာမကြီးရဲ့ဘေးနားမှာပဲရှိကြတယ်အဲ့တက်ရင်တွေကိုဝင်ကျုံးတာအဲ့ရတော်တော်စားရတယ်ဗောနော်အဲ့ဒါစားတယ်တကယ်မိုက်တယ်ဘလို့လဲဆိုတော့ဒီတာဝါတိုင်းကုန်းဖြစ်စဉ်ဆိုရင်အရန်တိတာတယ်ဗောနော်သူကဒီအဲ့တာဝါတိုင်းကုန်းရဲ့အောက်ချင်မှာဒါမြို့တစ်ဗောနော်မြို့တစ်တာဝါတိုင်းကုန်းရဲ့အောက်ချင်မှာဒါငါသူတို့တက်တွေနေနေဆိုရင်320ရဲ389ရဲရှိတယ်အဲ့တာဝါတိုင်းကုန်းကိုသိမ်းပြီးပြီဆိုတဲ့ချိန်မှာအဲ့ကုန်းပေါ်ကနေပြီးတော့လက်နဲ့ကြီးနဲ့တဲထုတော့အောက်ကတက်ရင်နှင်းရင်အဲ့လိုမျိုးကျုံးတာအကုန်လုံးနေစရာမရှိဘူးအဲ့မှာအကုန်လုံးမြောင်းနေထဲမှာဗောနော်ဒါစက်သိမ်းမြောင်းနေထဲမှာနေအဲ့လိုပုံစံမျိုးတွေရင်ုံမြောင်းနေထဲမှာနေအဲ့လိုမျိုးတွေကနေရတာဗောနော်ဘာလို့ဆိုတော့လက်နဲ့ကြီးကြားတဲ့နေရာတွေကတကယ်ထိချက်ကောင်းတဲ့နေရာတွေကြီးပြစ်ကြတာအဲ့မှာတော်တော်လေးကိုအထိနာတာအဲ့မှာဘာဖြစ်လဲဆိုတော့နောက်တန်းဆိုတဲ့အမျိုးပါဗျာပြောရရင်ခုနလိုဌာနချုပ်တက်ခွဲမှုဦးစီးပြီးတော့ဦးနာကြိုးကန်းနေနဲ့စုဖွဲ့ထားတာရဲမေတွေကိုတနက်ကန်ခိုင်းထားတာပြောရမယ်ဆိုရင်ရှေ့တန်းထွက်သွားတဲ့စစ်သားတွေရဲ့မိသားစုတွေအဲ့လိုမျိုးအဲ့ကြရှေ့တန်းမှာရှိတဲ့ဒီခုနစကိုင်းကြီးတွေကိုကြော်အဲ့လက်မကြီးကိုကြော်ပြီးတော့ဒီဘက်တရင်ဌာနချုပ်တွေပေါ့နော်နောက်ချန်အင်အားတွေကိုဝင်ကျုံးတော့ရှေ့တန်းကောင်တွေစိတ်သက်တွေပြက်တာရှေ့တန်းကောင်တွေထွက်ပြေးတဲ့ကောင်တွေအများကြီးပဲအဲ့လိုမျိုးဘာလို့လဲဆိုတော့သူတို့ရဲ့ကိုလည်းသူတို့မကာကွယ်နိုင်တဲ့အပြင်သူတို့ရဲ့မိသားစုကိုလည်းမကာကွယ်နိုင်တော့ပါလားနောက်တန်းမှာငါတို့မိသားစုတွေတော်တော်လေးကိုဒါအသက်အန္တရာယ်ကြုံနေရပြီဟာငါတို့မိသားစုတွေကိုဘယ်သူမှလည်းမကာကွယ်ပေးကြဘူးဆိုတဲ့အတွေးမျိုးတွေနဲ့အဲ့မှာထွက်ပြေးကြပြီးအမိတ်မနာခံတာတွေလုံးဝပေါ့နော်အာနာဖီဆန်တဲ့ပုံစံမျိုးတွေတောက်လျှောက်ဖြစ်တာအဲ့တော့ကလည်းအချီးဖြစ်တယ်ဆိုတော့ဒီ KIA စော်ချက်ကြီးရပါတော့ကျို့ဒီဆေးရုံဒီဗမော်ဆေးရုံပေါ့နော်ဗမော်ဆေးရုံကလုံးဝအပြစ်လူနာအပြစ်ဒီဟောကန်တွေအကုန်အပြစ်ပြည့်တဲ့အပြင်မှာအပြင်မှာထုတ်ပြီးတော့ထားရတဲ့ဟာတွေအဆင့်တွေဖြစ်သွားတာပေါ့နော်ဂရင်းနေဆိုစိနေရပဲအဲ့လိုမျိုးဂရင်းနေစိနေပိုက်တန်းလန်းတဲ့သူတွေရောဘာတွေရောညာတွေအဲ့လိုမျိုးတွေပေါ့နော်ဟာအဲ့ထဲမှာဒါခုနရဲမေတွေကစပါတယ်ပေါ့နော်ပြောချင်တာစိတ်သက်တွေပါတပါးလေးရိုက်ချိုးပြတာအခုလိုမျိုးဒါရှေ့တန်းမှာတော့အင်ပြေအားပြေးနဲ့တို့ကထွက်ခိုင်းတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့တန်းမှာတိုက်ခိုက်ရေးဖြစ်တဲ့အတွက်အင်အား150ထွက်ခိုင်းမယ်160ထွက်ခိုင်းမယ်ရှိတဲ့အင်အားနဲ့အပြည့်အဝပုံစံမျိုးနဲ့ထွက်ခိုင်းမယ်အဲ့တော့ကြံခဲ့တဲ့နောက်ချန်တန်ရင်းနေဆိုတဲ့ဟာကနောက်ချန်အင်အားတွေဆိုတဲ့ဟာကလုံးဝအိုနာကြိုးကန်းအဲ့လိုမျိုးအနေထားကိုတိတာဖြစ်တဲ့အတွက်အခုလိုမျိုးဝင်ကျုံတာအတ္တာကတကယ်လိုအပ်တယ်အခုချိန်မှာတကယ်အဲ့လိုမျိုးပုံစံမျိုးတွေတကယ်ဖြစ်တင်တယ်ဗောနော်အဲ့တော့အဲ့လိုမျိုးအခွင့်အရေးရပါတယ်ဆိုတဲ့နေရာတွေမှာအဲ့လိုနီလန်းမျိုးတွေကိုလည်းသုံးသင့်တယ်ဆိုတဲ့အကြောင်းဒါလည်းပြောချင်တယ်ဗောနော်အဲ့ဒါကစိတ်သက်တွေပါတပါးလေးရိုက်ချိုးပြီးသားဖြစ်တယ်ချင်းနေကောင်းရင်တန်ရင်ကြီးပါသိမ်းနိုင်မှာလက်နက်ကုတ်တွေပါရမှာဘောနော်ရှေ့အဲ့လိုမျိုးကြီးအဲ့ဒါကြောင့်မလို့လဲစစ်ကောင်စီကအခုဆိုတေချာပြင်ဆင်ထားတဲ့ပုံစံပဲလွယ်တော့မလွယ်ကူပေါ့နော်ဒါကျွန်တော်တို့ကစကားနဲ့ပြောရင်သာလွယ်ကူတာမြေပြင်မှာတကယ်တိုက်နေတဲ့တပ်ဖွဲ့တွေကတော့အသက်နဲ့ရင်းပြီးလောက်ရတာဖြစ်တဲ့အတွက်ဘယ်ရာမှတော့မလွယ်ကူဘူးပေါ့နော်အဲ့ကြားတဲ့ကမှလုံနိုင်ခဲ့တာဖြစ်တဲ့အတွက်တကယ်ကျေးဇူးတင်တယ်တကယ်လဲဂုဏ်ယူတယ်ပေါ့နော်
အဲ့တော့အခုဆိုရင်တို့ပြင်ဆင်ထားတယ်ဘာလို့လဲဆိုတော့ဒါချက်ချင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကပြစ်တာနဲ့တို့ဘက်ကနေချက်ချင်းကောင်တာပြန်လာတာမျိုးတွေရှိတယ်တခြားတပ်တွေကနေပြီးတော့ပြစ်ကူပေးတာမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်စီမံချက်ကောင်းနေတော့လိုအပ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့အတွေ့အကြုံတွေများခဲ့တဲ့ဒါအစင်လာရှိတဲ့အဖွဲ့ကြီးတွေစီကနေပြီးတော့ဒီနီလန်းတွေကိုကျွန်တော်လက်ဆက်ကမ်းတင်တယ်ပေါ့နော်အဲ့ဒါကတကယ်ကိုနောက်တန်းတိုင်ရင်ဌာနချုပ်တွေမှာလုံးဝထိမ့်မြသိမ့်မြအဆင့်မျိုးတွေဖြစ်ကုန်တာအဲ့ဒါကကျွန်တော်ကမျက်မြင်ကိုယ်တွေမြင်ခဲ့ရတာဒါကြောင့်မလို့ဒီနီလန်းကိုကျွန်တော်အရန်သဘောကျတာဗောနော်ရှေ့တန်းအကောင်တွေဖွဲ့စည်းပုံကိုပြတ်နေတာအဲ့တော့အဲ့သတင်းကလည်းတကယ်အားရလို့ပြောပြခြင်းဖြစ်တယ်နောက်တစ်ခုကတရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းအဲ့ဒီဟာကိုတော်လိုင်းထပ်ဖွဲ့တွေကထပ်ပြီးတော့ကျုံးမြန်ပြီဗောနော်ကျုံးမြန်ပြီ short right တုံးတွေနဲ့ထပ်ပြီးတော့ပြစ်ပြန်ပြီဗောနော်အဲ့တော့ဒီဂျင်းနီစီမံကိန်းတွေကိုဒါရှိတဲ့အဲ့ထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေကို short right တုံး10လုံးနဲ့ပြစ်သွင်းတိုက်ခိုက်တယ်ပြစ်ခွဲတာဗောနော်10လုံးစကိုင်းတိုင်းစလင်းမြို့နယ်တွေကတရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းဆိုတဲ့ဟာကအခုနောက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ short right တုံးဒါမှမဟုတ်လဲလက်နက်ကြီးအဲ့လိုမျိုးတွေပြစ်ခတ်ဖို့အတွက်တကယ်လေ့ကျင့်ဝင်ဖြစ်နေတာအဲ့ထဲကစစ်ကောင်စီစစ်သားတွေပြူလေအဲ့လိုမျိုးပြည်သူစစ်ဆိုတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေကအဲ့လိုမျိုးဒါလေ့ကျင့်ပြစ်ခတ်ခြင်းခံနေရတာနိုဝင်ဘာ19ရက်နေ့မနက်9:00 နာရီမှာပြင်းခဲ့တာဖြစ်တယ်ကြေးပြားဆက်ယုံပေါ်မှာကြားရောက်ပောက်ဝဲခဲ့ပြီးတော့တဲ့မီးလောင်ပျက်စီးတာတွေရှိခဲ့လို့အိုဩတန်တွေစုညံနေတယ်ဆိုပြီးတော့ရင်းမာပင်ခရိုင်ကဒါတက်ထောက်ဒါပကပရဲဘော်တယောက်ကဒါကျွန်တော်စီကိုပြောတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းပြန်လည်ပြစ်ခတ်တာတွေရှိခဲ့သလိုနှစ်ဖက်တိုက်ပွဲနှစ်ဖက်ပြစ်ခတ်မှုတွေပေါ့နော်အဲ့ဒါတွေလည်းဒါပြင်းထန်ထန်ဖြစ်ခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့ဒီတပ်ဖွဲ့တွေတကယ်လက်တံပြောင်းတယ်နော်တကယ်လက်တံပြောင်းတယ်ဒါဟိုတလောကဗီဒီယိုလေးတွေ့လိုက်လိမ့်မယ်ထင်တယ်အဲ့ဗီဒီယိုနဲ့ပတ်သက်လို့ပြောကြရရှိတယ်ပေါ့နော်တိုက်ပွဲထဲမှာဒါလုံးဝဒါဗကြမ်းလေးတောက်လိုက်ဒါကျွန်တော်တို့ကဒါတိုက်ပွဲထဲမှာခဏနားနေတဲ့အချိန်ဟိုအနားယူတဲ့အချိန်ဖြစ်ပါတယ်အဲစီဘောလေးတောက်လိုက်ပါလိုက်ပြီးရင်ကျွန်တော်တို့ကြီးလေးပေးကြပါပေါ့နော်တိုက်ပွဲထဲမှာကြီးမလောက်တဲ့ဟာတွေဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောခဲ့ကြရှိတယ်အဲ့တော့သူတို့လုပ်နေတဲ့ဒါ campaign လေးမှာလည်းပါဝင်ပေးကြစီခြင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါတပ်ဖွဲ့တွေကအထဲထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေခုနလိုပြူတွေပြီးရင်ပြည်သူစစ်တွေပေါ့နော်အဲ့လိုကောင်မျိုးတွေကိုလည်းအပြင်ကနေပြီးတော့အခွင့်အရေးရလို့ဒါငရှော့တွေနဲ့တော်ဆော်လို့အဲ့ထဲကနေပြီးတော့ဒါဖင်ရပြီးအပြင်ကိုထွက်လာတဲ့ကောင်တွေဆိုရင်လည်းဒါလမ်းကနေပြီးတော့စောင့်ကြိုတိုက်ခိုက်တာတွေကြေးရွာတွေကိုဒုက္ခပေးဖို့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုဒါလမ်းမှာဖျက်ပြီးတော့တုတ်တာမျိုးတွေပေါ့နော်အဲ့ဒီကဖြစ်စဉ်ဆိုရင်အဲ့တိုင်းပဲဒါဒီရမမေခရိုင်ကဒါပကပအဖွဲ့တွေနဲ့ထိတ်တိုက်တိုးပြီးတော့တိုက်ပွဲတွေဖြစ်ကြတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကတော့တောက်လျှောက်ကိုလှုပ်တာအဲ့ဒါကလည်းအားရစရာကောင်းတယ်အခုလက်ရှိအနေထားရအဲ့လိုလှုပ်တဲ့တယ်ပေါ့နော်ပြီးရင်နောက်ထပ်ထူးခြားတာတခုထပ်သိရသေးရပေါ့နော်စစ်ကောင်စီကအခုလိုမျိုးခဏပြစ်ခံနေရလို့ဒါဒေါသထွက်နေတဲ့ပုံဖြစ်တယ်ပေါ့နော်ပြီးရင်ဒါဝမ်ပေါင်ကုမ္ပဏီနဲ့အနီးပတ်ဝန်းကျင်ကဝမ်မေးကန်တော်ပလောင်ကြေးရွာတွေမှာဝင်ရောက်တက်ဆွဲနေတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့နေရာတွေကဒါဝမ်ပေါင်နဲ့ကတ်နေတာပေါ့နော်ချန်စီယိုနဲ့လမ်းမဲချားတယ်ဆိုပြီးတော့လည်းဒါတပ်ဖွဲ့ဝင်ကပြောတယ်ပေါ့နော်အဲ့တော့လက်ရှိဒါဝမ်ပေါင်စီမံကိန်းပတ်ဝန်းကျင်ရွာတွေပေါ့နော်အဲ့ရွာတွေမှာဒါစစ်ဘေးရှောင်နေရတယ်ရှိတယ်စစ်ဘေးရှောင်ရင်တေဆုံးတဲ့သူတွေကျမကြီးဆိုးရွားစွာထိခိုက်နေတဲ့သူတွေလည်းပူပြီးတော့များလာတယ်ဆိုပြီးတော့သိရတယ်ဒါကကျွန်တော်ပြည်သူတွေကူရမယ့်အရာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဘက်နေရာတွေမှာပေါ့နော်ဒီစီမံကိန်းကြီးကနေပြီးတော့ဆွန့်ထုတ်လိုက်တဲ့အညစ်အကြေးတွေကြောင့်မလို့ယောဂဗျာတွေအများကြီးဖြစ်ပွားလာနေရတယ်ရှိတယ်ကလေးတငယ်တွေတက်ကြီးရွယ်တွေအဓိကတော့ခန္ဓာရည်အားနည်းတဲ့သူတွေမှာပို့ပြီးတော့ဒီယောဂဗျာတွေဖြစ်ပွားတယ်တေဆုံးတဲ့ဟာတွေပို့ပြီးတော့များလာနေတယ်ဒီကြားထဲကမှစစ်ဘေးရှောင်ရတယ်စစ်ဘေးရှောင်ရတာဖြစ်တဲ့အတွက်အခုလိုယာတီဥဒုအေးလာပြီဗျာညာဆောက်သိရတဲ့အတိုင်းပဲအဲ့လိုမျိုးအေးလာပြီဆိုတဲ့အချိန်မှာဘာမှမပါဘဲနဲ့မပြည့်စုံဘဲနဲ့အာဟာရမပြည့်ဝဘဲနဲ့ပေါ့နော်တော့ထဲမှာရှောင်တင်းရင်းနဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေအများကြီးရှိတယ်အဲကြောင့်အဲ့ဒီဘိုင်းတွေမှာလည်းကျွန်တော်ကူညီပေးကြပါဒီဒါတာဝန်ရှိတဲ့ဒါဘကဘအဖွဲ့တွေစီကိုဆက်သွယ်ပြီးတော့ကူညီပေးကြပါအဖွဲ့တွေလည်းအများကြီးရှိပါတယ်ဒါကျွန်တော်ကဒီဟာနဲ့ပတ်သက်လို့ဒီပြောပြလာတဲ့အဖွဲ့ရဲ့အပေါ်မှာပဲပြန်ပြောပြတာပေါ့နော်အဲ့တော့တခြားအဖွဲ့တွေလည်းရှိတယ်လက်မှီသမျှပေါ့နော်အဲ့လိုမျိုးဝိုင်းပြီးတော့ကူညီပေးကြစေခြင်းနဲ့တကယ်ကိုဆင်းရဲဒုက္ခခံနေရတာပါတချို့နေရာတွေတချို့မြေနေရာတွေဆိုရင်ဒီကောင်တွေကခြံစည်းရိုးတွေခတ်ပြစ်တယ်သူတို့တွေတိမ့်ပြစ်တယ်ပြီးရနဲ့အဲ့ပေါ်မှာဒါမြေစာတွေပုံနေပြီးရနဲ့ခုနကတော့အပွားနေရေတွေဖြန့်အဲ့ရေတွေကနေစီးကြပြီးတော့အဲ့ရေတွေကိုဒါတောက်သုံးပုံဖြစ်နိုင်တာမျိုးတွေတကယ်လို့လုံးဝမရှိဘူးဆိုရင်တောက်သုံးပြီးတော့သုံးဆွဲရတဲ့ခါကျတော့ကျမကြီးထိခိုက်တာတွေအရန်ဖြစ်လာတယ်ပေါ့နော်အဲ့တော့အရန်ကိုဒုက္ခရောက်ခက်ခဲနေတဲ့နေရာတွေဖြစ်ပါတယ်အဲ့ကြောင့်အဲ့ဘက်ကတပ်ဖွဲ့တွေအနေနဲ့လည်းဒါလိုအပ်ချက်တွေအများကြီးရှိရပါတော့အဲ့တော့အဲ့ဟာလေးမှာလည်းဝိုင်းပြီးတော့ကူညီပေးကြစေချင်ပါတယ်ဒါပြင်အဲ့ဖြစ်စဉ်ကနေပြီးတော့ထူးခြားတာဗာတက်တီးရလဲဆိုတော့သူကစစ်ကောင်စီကလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝမ်ပေါင်စီမံကိန်းအတွင်းမှာပြုလုပ်မယ်ဆိုပြီးတော့သိရတယ်အပြင်လူလုံးဝပေးဝင်မှာမဟုတ်ဘဲနဲ့သူတို့လူနဲ့သူတို့လုံးဝဖြစ်တယ်ဆိုပြီးတော့သိရတယ်ပြိုင်မဲ့သူတွေကလည်းကြမ်းဖို့တွေပဲရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒါကလည်းထပ်ပြီးတော့ဒါတပ်ဖွဲ့ဝင်ကပြန်ပြောပြခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ PDF တပ်ဖွဲ့တွေကဒါဝမ်ပေါင်စီမံကိန်းတွေကစစ်ကောင်စီစစ်သားတွေကိုဇက်တိုက်ဆိုသလိုတိုက်ခိုက်နိုင်နေကြတာဖြစ်တယ်တိုက်ခိုက်တာကလည်းရရင်ရသလိုနီလန်မျိုးတွေတုံးပြီးတိုက်တာအထဲထဲမှာရှိနေဆိုလဲအပြင်ကနေပြီးတော့ဒါလက်နက်ကြီးတွေဒါ short light တုံးတွေနဲ့ပစ်ခတ်တယ်လက်လုံ short light တွေကစပစ်တာပေါ့နော်
အဲ့တော့အဲ့ဒါရဲ့တလုံးရဲ့တန်မိုးကလည်းပြည်သူတွေနီးစပ်တဲ့ဆိုရင်သိပါလိမ့်မယ်ပေါ့နော်15သိန်း30ဒါလိုမျိုးပုံစံမျိုးတွေနဲ့ပြစ်ခတ်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပိုင်းတွေမှာလည်းကူညီလို့ရတယ်သူတို့တွေပြစ်ခဲ့တဲ့ဟာကြည့်မယ်ဆိုရင်ဒါဒီအခုလပေါ့နော်ရှေ့လနဲ့အခုလနဲ့ပြောမယ်ဆိုရင်ဒါနိုဝင်ဘာဒါ17ရက်နေ့နဲ့12ရက်နေ့မှာဆိုရင်2ရက်အတွင်းမှာဒါလက်လုံး short တိုက်12လုံးပထမတစ်ရက်က10လုံးဒုတိယရက်က2လုံးအားမလို့အားမရဖြစ်ပြီးတော်တော်ပြည့်နေမှာပေါ့နော်အဲ့တော့12လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်14ရက်နေ့မှာလည်းဒါကြေးပြဆက်ယုံနာကကြေးပြဆက်ယုံနာကိုပေါ့နော်ဒါ short တိုက်တုံး4လုံးပြစ်ခတ်နိုင်ခဲ့တာရှိတယ်ပြီးရင်အော်တိုဘာရှေ့လပေါ့နော်အော်တိုဘာ23ရက်နေ့ကလည်းshort တရားခုမမ short တိုက်တုံးနေနဲ့ဒါပြစ်ခတ်နိုင်ခဲ့တာရှိတယ်အဲ့တော့အတွင်းထဲမှာရှိနေစဉ်တောအတွင်းမှာလည်းတွားပြီးကျုံးတယ်အပြင်ကိုထွက်လာပြီးဟဲ့ဆိုရင်လည်းလာခဲ့ကျုံးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ချနေကြတယ်ဒါပေမဲ့အဲ့တက်ဖွဲ့တွေပြည့်စုံလို့လားဆိုမပြည့်စုံဘူးတကယ်ဒါမဲ့လည်းပြည်သူကိုအခုလိုမျိုးရက်ဆက်ရုံမှပြီးတော့ဒုက္ခပေးနှီးမျိုးစုံနဲ့ပေါ့နော်ပြည်သူကိုနှိပ်စက်နေတဲ့ကောင်တွေဖြစ်တဲ့အတွက်ရရင်ရသလိုနီလန်းမျိုးတွေနဲ့စော်နေကြတာအဲ့တော့အဲ့ဘိုင်းတွေမှာကျွန်တော်တို့ဝိုင်းပြီးတော့ကူညီပေးကြစေခြင်းနဲ့အဲ့တော့ရင်းမမိုင်ခရိုင်ဘာကပြုလုပ်နေတဲ့တံပြန်ကြည်တထောင်ကမ်ပိန်းလေးရှိတယ်ကြည်တထောင်ကမ်ပိန်းဆိုရင်မှအဲ့တထောင်ကစပြီးတော့ကမ်ပိန်းလုပ်နေကြတဲ့ကနေခုချိန်ဒီတိုက်ပွဲတွေကဇက်တိုက်ဖြစ်နေတာအဲ့တထောင်ရမရမသိသေးဘူးခုချိန်ဒီဇက်တိုက်ပွဲတွေကဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတပ်ဖွဲ့တွေကိုကူညီပေးကြစေခြင်းနဲ့တပ်ဖွဲ့တွေအခုလိုမျိုးကူညီတောင်းနေဆိုတာလေသူတို့မတက်နိုင်လို့ဖြစ်တယ်သူတို့တက်နိုင်တဲ့အရာကြရင်သူတို့ရှေ့ဆုံးကနေပြီးတော့အသက်တွေရင်းပြီးလှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက်ပါဝင်ပေးကြပါခုလိုမျိုးအားတက်တရောနဲ့ပေါ့နော်ပြည်သူတွေအားတက်စီမဲ့ကြောင်းပြည်သူကိုအနိုင်ကျင့်နေတဲ့ကောင်တွေကိုနှီးမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အတွက်တန်တလောက်ပါဝင်ပေးကြစေခြင်းပါလေနောက်ထပ်သတင်းတစ်ခုကတော့ဒါကြောက်လှေကဒါလည်းအားမရတဲ့အချိန်မှာတော့ပါတယ်ဒါပေမဲ့တပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကိုတကယ်ချီးကျူးလေးစားလို့ဒီကြောင်းလေးကျွန်တော်ထည့်ပြောမှာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါပခုတ်ကူမြို့နယ်ကြောက်လေကားစခန်းကနေပြီးတော့အင်အား150ပါတဲ့စစ်ကောင်စီစစ်သားတွေအဲ့ကောင်တွေကပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ဒါတနေရာနဲ့တနေရာသွားဖို့ပေါ့နော်ပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ကဲ့တယ်သူတို့ရဲ့အင်အားတွေအဲ့အချိန်မှာဖြတ်ကျုံးတဲ့အချိန်မှာတကယ်ထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တာရှိတယ်အဲ့ဒါကတော့ခုနပြောလို့ပေါ့နော်ပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့စစ်ကြောင်းတွေရွှေ့တဲ့ခါမှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်18ယောက်တည်စစ်ကောင်စီဘက်ကပေါ့နော်18ယောက်အသက်မရှူဘူးပေါ့အဲ့ဒီစစ်ကောင်စီစစ်သားဒီစစ်ကြောင်းတွေကပေါ့နော်120ရှိပါတယ်ဆိုစစ်ကြောင်းတွေကဘယ်တက်တွေကနေဖွဲ့ထားလဲဆိုတော့ခလာရ256 259 258ဒီ3တက်နဲ့ဖွဲ့ထားတာပေါ့နော်အဲ့ကောင်တွေကဒါပခန်းကြီးမျိုးကနေပြီးတော့ပခုတ်ကူဘက်ကိုအရင်ဆုံးခြေလင်းစစ်ကြောင်းထွက်တယ်ညနေ4 နာရီလောက်မှာကြောက်လေကအထိုင်စခန်းကိုရောက်တယ်အဲ့ဒီနောက်ဒါစစ်ကောင်စီစစ်သားတွေကဒါပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတော့ကြောက်လေကစခန်းကနေပန်းတိုင်ချုံစခန်းကိုအသွားအပြန်9ချိန်လောက်ကဲ့ခိုင်းတယ်ကားတွေနဲ့ကဲ့ခိုင်းတာပေါ့နော်9ချိန်လောက်သူတို့ရဲ့အင်အားတွေရွှေ့တာပေါ့အင်အားများတော့အဲ့လိုလုံနေစဉ်မှာဒေါ်လာရင်းတပ်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်တိုက်ခိုက်ခဲ့တာကစတုဒ္ဓမြောက်ကားနဲ့ဒါပြင်စမမြောက်ကားကိုတိုက်ခိုက်နိုင်ခဲ့တာပေါ့နော်ဒီတိုက်ခိုက်မှုကြောင့်မလို့ဒါစတုဒ္ဓမြောက်ကားအတွင်းမှာပါတဲ့စစ်ကောင်စီစစ်သား18ဦးလုံးသေ18ဦးဒါပေမဲ့ချောဆွဲခံရတဲ့ဒီအရက်သားပေါ့နော်အဲ့အရက်သားကိုဒေါ်လာရင်းတပ်ဖွဲ့တွေကမပစ်ဘူးတကယ်ထူးခြားတဲ့ဖြစ်စဉ်နော်မပစ်ဘူးအဲ့လိုမျိုးတွေမပစ်တဲ့အတွက်ပေါ့နော်သူကပြည်သူမလို့မပြစ်တာသူချောဆွဲခံရတာလေနော်အဲအကြောင်းမလို့တပ်ဖွဲ့တွေကလည်းမပြစ်ဘူးတိတဲ့အတွက်မပြစ်တော့အဲ့ပြည်သူကလည်းကြောက်လန့်တကြားနဲ့အဲ့ကောင်းမောင်းပြေးတာအဲ့အလောင်းတွေရောလက်နဲ့တွေရောပါသွားတကယ်တပ်ဖွဲ့တွေလည်းတကယ်ရင်နာဟုတ်ကောင်းတယ်ပေါ့နော်တကယ်သူတို့မှအဲ့လိုမျိုးတအားလိုအပ်တာလေနော်အဲ့ကျ18လက်ဆိုတဲ့ဟာကြီးကနဲမှမနဲပဲပေါ့နော်အဲ့ပြည်သူကလည်းတကယ်ကျွန်တော်ပြောနေတာပေါ့နော်။အော်အဲ့လိုမျိုးလေးများရက်ပေးလိုက်ရင်ဘလောက်ကောင်းလဲဆိုပြီးပေါ့နော်။နောက်ဆိုရင်ကျွန်တော်အဲ့လိုချောဆွဲခံရတဲ့ပြည်သူတွေအနေနဲ့တကယ်ကိုကအဲ့လိုမျိုးဂျင်းနဲ့ချက်သေးရောက်နေပြီဆိုတဲ့ခါကျအဲ့ကားရက်ချပြီးတော့လူးကြည့်ပဲပြေးရှုပ်လို့အဲ့လိုမျိုးတကယ်အကောင်တွေဘလို့ပဲဖြစ်ဖြစ်အဲ့လိုဘလို့ပဲတည်ပေါ့နော်တပ်ဖွဲ့တွေကတော့တည်ကြတယ်ပြည်သူဆိုရင်လောက်မှာမဟုတ်ဘူးနေအဲ့လိုမျိုးတည်တွေကကြိုပြီးရတာဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူပါနေတာဖြစ်တဲ့အတွက်ပြည်သူကိုငဲ့မှာပဲအဲ့ကြောင့်အဲ့ကောင်တွေအဲ့မှာတည်လာခဲ့ရတယ်အဲ့မှာတပ်ဖွဲ့တွေပြစ်ပြီးဆိုတဲ့ခါကျကားရက်ချခါပြေးကြတယ်ဒါကတော့ဟိုပါပေါ့နော်ဖြစ်စေချင်တဲ့ဟာကိုပြောတာပါဒါပေမဲ့အဲ့အချိန်မှာအရသာပြည်သူဖြစ်တဲ့အတွက်ဘယ်တော့မှကြောက်လန့်နေကြမလဲပေါ့နော်ဒါလည်းတွေးမိပါတယ်ဒါကတော့ဒါဖြစ်စေချင်တဲ့ဟာကိုပြောပြမဖြစ်နိုင်မှန်းတော့သိတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလေးများဖြစ်ခဲ့ရင်ဘယ်တော့ကောင်းမလဲပေါ့နော်အဖွဲ့တွေမှာအများကြီးဒါအထောက်ပံ့ဖြစ်သွားမှာပေါ့နော်အဲ့နဲ့အဲ့ကားဆရာကမောင်းပြီးတော့ထွက်ပြေးသွားတော့ဒီအလောင်းလက်နက်တွေပါသွားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဒါရေစီချိုစောက်တန်းရေစီချိုကခေါင်းဆောင်ဖြစ်တဲ့ကိုအောင်မောင်းပေါ့နော်ကျွန်တော်အင်တာလည်း view ဘူးတယ်ပေါ့နော်ဒါကိုအောင်မောင်းကြီးကိုလည်းကူညီပေးကြပါအောင်ဒါတော်လိုင်းကာလမတိုင်ခင်ကပေါ့နော်တောင်ငူဘက်ချမ်းမှာစောင်းနေလှက်ပတ်ပြီးရောင်းခဲ့တဲ့စောင်းသေးကြီးပေါ့နော်ဒါပေမဲ့တော်လိုင်းကာလရောက်တဲ့ချိန်မှာသူ့မှာရှိမြဟာအကုန်ရင်းနေပြီးတော့အခုအကျွေးပတ်ချလည်းနဲ့တော်လိုင်းလှုပ်နေတာဖြစ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီဖြစ်စဉ်ပြီးသွားတဲ့ချိန်မှာဆိုရင်သူတညလုံးအိတ်မပျော်ဘူးလက်နဲ့တိတ်မရလို့ပေါ့နော်ကျွန်တော်လည်းပြောရတဲ့ချိန်မှာကျွန်တော်ကဘလို့နှစ်သိရမှမသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးဖြစ်ခဲ့တာရှိတယ်ပေါ့နော်အဲ့မဲ့သူပြောခဲ့တဲ့ဒါကုတ်လေးဆိုလဲမိုက်တယ်ပေါ့နော်တိုက်ပွဲတွေကအခက်ခဲကတော့တဲ့ဒါချောဆွဲခံရတဲ့ကားကိုရှေ့ကနေပြီးတော့ဘောက်ကုံဆွဲရင်ပေါ့နော်ဘောက်ကုံဒါကြီးစံအကုန်ပေါက်ထဲမှာပါသမျှကြီးစံအကုန်ပြစ်ဆွဲလိုက်ရင်ရတယ်ပေါ့နော်ကားသမားလည်းတည်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါပွဲကသိမ်းပြီပေါ့ပြောရရင်တော့
အဲကားပေါ်မှာပါသမျှပေါ့နော်ဒီအလောင်းတွေလက်နက်တွေရောအကုန်ရမှာကားရောရမှာပေါ့နော်သူတို့ကဘယ်လောက်ထိတောင်စီစဉ်ထားလဲဆိုတော့ RPG ပြုတ်ဖို့တောင်မှစီစဉ်ထားတာတဲ့ဒါပေမဲ့ပေါ့နော်အခုပြည်သူတေးမှာဆိုလို့ငဲ့လိုက်တဲ့အခြေအနေတဲ့အဲ့တော့ပြည်သူတယောက်နဲ့ဒါခွေး18ကောင်နဲ့18လက်ကိုကျွန်တော်လေးလိုက်တာပေါ့နော်ဒါတကယ်ကြီးကျူးလေးစားမယ့်ຢာဖြစ်တယ်ပြည်သူအတွက်အလုံးလုံးနေတဲ့ပြည်သူသားကောင်းတွေဖြစ်တဲ့အတွက်ဒါမျိုးကတော့ကျွန်တော်ကလက်ခံတယ်တကယ်ချီးကျူးတယ်တကယ်လေးစားတယ်ပေါ့နော်တကယ်အသိမှန်လည်းပြုတယ်အဲ့တော့သူပြောသေးတယ်ပြည်သူကိုအပြစ်တင်လို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ပြည်သူကလန်ခီမှာဒီစစ်ကောင်စီစစ်သားတွေရဲ့ပေါ်တာဆွဲခြင်းကိုခံရတာဖြစ်တဲ့အတွက်ပေါ့နော်သူကဒီလိုမျိုးလိုက်မောင်းပို့ပေးရတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လိုက်မောင်းပို့ပေးလို့ဆိုပြီးတော့ပြည်သူကိုအဲ့လိုမျိုးဂိုင်းလို့လည်းမရဘူးပေါ့နော်သူပြောတဲ့ဟာတဘောကတော့ဗျာရတာပေါ့ကျွန်တော်တို့လုံရင်တော့ရတာပေါ့ဗောနော်အဲကားသမားကပြစ်ပလိုက်ရဆိုရင်အဲကားကြီးလည်းရက်သွားမယ်ကားပေါ်မှာပါတဲ့ဒီအလောင်းတွေအလက်တွေလည်းကျွန်တော်အကုန်ရမယ်ဗောနော်ဒါဆိုတော့သူက RPG ပြစ်ဖို့ပါရှိတယ်ထိတ်တဲ့ရနေ RPG နဲ့စီးထူလိုက်ရင်တော့ဗျာအကုန်လုံးပွဲချင်းပြီးတာဗောလေနော်ဒါပေမဲ့ပြည်သူဆိုတဲ့စကားဗောနော်အဓိကတော့မတို့လုပ်နေတဲ့အလုပ်တွေဟာပြည်သူအတွက်ဖြစ်ရမယ်ဆိုတဲ့စကားအကြောင်းမလို့ဒီကျင့်ဝတ်တွေအကြောင်းမလို့ဒီလိုအလုပ်တွေမလုပ်ခဲ့တာဗောနော်အဲ့တော့သူဘာဖြစ်လဲသူတညလုံးအိတ်လုံးမပြောဘူးကျွန်တော်လည်းပြောရတဲ့အချိန်မှာပုံမှန်ဆိုရင်တော့ဒါသတင်းကောင်းပဲပေါ့နော်စစ်ကောင်စီစစ်သားအများကြီးကြွတယ်သတင်းကောင်းပဲဒါပေမဲ့သူတို့ကဒီလက်နက်ခဲရနေလို့တယ်လေနော်အကျွေးလည်းအများကြီးသူမှအဲ့လိုမျိုးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတော့လုံးနိုင်ခဲ့တယ်မထမြဲပေါ့နော်ဒါပေမဲ့ကျွန်တော်တညာလုံးအိတ်လုံးမပြောဘူးပေါ့နော်ကျွန်တော်ရဲဘော်တွေကအဲ့လိုမျိုးလေးလဲငဲ့လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းအပြစ်တင်လို့လည်းမရဘူးပေါ့နော်ဘာလို့လဲဆိုတော့ပြည်သူဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဘလို့မှပြစ်တင်လို့မရဘူးဒါပေမဲ့ကုန်ကြသွားတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အားကြောင့်ပြန်ဖြည့်တင်းမှုလိုတာတွေလည်းရှိတယ်အော်အဲ့ဟာနေများရလိုက်တယ်ဆိုရင်ဆိုတဲ့အတွေ့နဲ့သူတညာလုံးတော့အိမ်မပြောဘူးဆိုပြီးတော့သိရတယ်အဲ့တော့ဒါကိုအောင်မောင်းကြီးကိုလည်းတနိုင်တဲ့လောက်ပေါ့နော်စောတန်းရှိစကြိုတက်ဖွဲ့စီကိုတနိုင်တဲ့လောက်လေးပေါ့နော်ပါဝင်ပေးကြစီခြင်းနဲ့သူ့ရဲ့မှာမဟုတ်ဘူးအဲ့မှာပူပေါင်းပြီးတော့တိုက်ပွဲဝင်ကြတဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီချိန်မှာဘလို့ပဲဖြစ်ဖြစ်ဒီတော်လိုင်းတက်ဖွဲ့တွေလိုအပ်နေပြီဆိုတဲ့ခါတိုင်းမှာကျွန်တော်ပြည်သူတွေကဝိုင်းဝန်းပြီးတော့ရှေ့ကထုံးစံတိုင်းပဲပေါ့နော်ပံပိုးကူညီခဲ့ကြသလိုဆက်ပြီးတော့လည်းပံပိုးကူညီပေးကြပါအောင်လို့ညီညာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်